ပြဒီကနေ့က2025ခုနှစ်မတ်လ20ရက်နေ့လဲကူမြို့မဟာပြေဝစီကြီးအနတ္တတရားရိပ်သာဝန်တွေလူနတ်ပြမများကိုဘုရားရဲ့နိဗ္ဗာန်ရောက်ကြောင်းအနတ္တတရားဟောကြားမှာဖြစ်ပါတယ်။ယောဂီများအားလုံးစိတ်ကိုအနေတော်ထိအောင်လျှော့ပါခန္ဓာကိုယ်ရုပ်ပိုင်းနဲ့ငယ်ရိတ်ကနေခြေဝါးထိအောင်အစဉ်စဉ်အကျော်တွေကိုလျှော့ပါစိတ်ကောရုပ်ကောအနေတော်ထိအောင်လျှော့စိတ်ကိုအနေတော်ထိအောင်လျှော့တာလျှော့တဲ့စိတ်မှာတတိကထာစိတ်လျှော့တတိကတော့အတွေးစိတ်မဖြစ်ဘူးအတွေးစိတ်မဖြစ်အဲ့ဒါနိဗ္ဗာန်ဆိုတာကစိတ်ကိုအနေတော်လေးလျှော့ပြီးနေတာအဲ့ဒါနိဗ္ဗာန်အနေတော်ဆိုတာမျက်စိမှပြုတာစိတ်မျက်စိမှပြုရစိတ်ဆိုဖျားဖြစ်တဲ့စိတ်မျက်စိမှပြုရစိတ်ဆိုယဟန္တာတိဖြစ်တဲ့စိတ်ဘုရားကဒီဒီချင်းတဲ့ကဘာသိပါရီဖြစ်ပြီးတော့ဒီမျက်စိမှပြုတာစိတ်ကိုတွေ့ရတယ်နဲ့အဲ့ဒီမျက်စိမှပြုတာစိတ်ကိုဟောနာပိဿဝဂီငါကိုစဟောဓမ္မစကြာတရားဟောရတယ်စဟောရတယ်ဖခင်ကငါတရားဟာမျက်စိမှပြုတာတရားမျက်စိမှပြုရတယ်ဆိုအတ္တကိလမဏနုရောဂနဲ့ကာမတိကဒုက္ခနုရောဂဆိုတဲ့အဲ့ဒီအစွန်းတစ်ဖက်ကိုလွတ်အောင်ရှောင်ပြီးတော့ကျင့်ခဲ့တဲ့တရားအဲ့ဒါမျက်စိမှပြုတာတရားကိုငါတွေ့ပြီးတော့ဖျားဖြစ်တယ်ဆိုပြီးတော့ဖျားစဟောပိဿဝဂီငါးပါးဓမ္မစကြာတရားဟောတယ်ပိဿဝဂီငါးပါးဓမ္မစကြာတရားကိုနာပြီးတော့ငါးရဲ့မြောက်ရည်မှာအကုန်လုံးအရိယသောတာပန်ဖြစ်သွားတယ်အရိယသောတာပန်ဖြစ်သွားပြီးတော့အခါမှာဘုရားကဘုရားကအနတ္တလက္ခဏာတုတ်ခေါ်တော့အားလုံးဟာအရတ္တမဆက်ပြီးယဟန္တာတိဖြစ်ကုန်ကြတယ်အဲတော့အဲ့ဒီမှာဓမ္မစကြာတရားဟောတာလေဘုရားကပိဿဝဂီငါးပါးကိုတရားလုပ်ရမယ်အားထုတ်ရမယ်ရှုရမယ်မှတ်မယ်ဆိုတော့မဟုတ်ဘူး။ဘာလို့ဆိုတော့ဒီခန္ဓာနိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာမသိတဲ့တရား။ဘာနာယောဂီတိုင်းမှာသိခြင်းတရားရှိလို့မသိတဲ့တရားရှိတယ်။အခုကျွန်တော်တရားဟောတဲ့ယောဂီကြားတယ်။အဲ့ဒါငါကြားတာအဲ့ဒါအတ္တငါသိတာအတ္တငါသိတာကြတယ်မရှိဘူးငါသိတာမရှိတာအဲ့ဒါအနတ္တဒါမှမဟုတ်လူတိုင်းမှာအတ္တလည်းရှိတယ်အနတ္တလည်းရှိတယ်အခုယောဂီမိုးလေးမိုးချိုသိတယ်ပေါ့တွေးနေအတွေးစိတ်အဲ့ဒါကသိတယ်မြတွေးတယ်မြကာယကံဝစီကံမနောကံပြု